တပည့်တော်လျှောက်ထားပါရစေလို့တီလာမယူဘဲနဲ့လှူလို့မရဘူးလားလို့တပည့်တော်သွားเสียရှိလို့ရပါတယ်ဒါပေမဲ့တီလာယူပြီးလှူတော့ကောင်းတာပေါ့တဲ့တီလာယူတယ်ဆိုတာစိတ်ကိုစင်ကြယ်အောင်ဆေးလိုက်တာလေတဲ့တန်ရှင်းနေတဲ့ပကံနဲ့တန်ရှင်းနေတဲ့ခွက်သေးကိုထဲ့မှထဲ့တဲ့ပစ္စည်းကတန်ဖိုးရှိတာတဲ့တပည့်တော်နားမလဲလို့ရှင်းပါဖေ။ဆရာဖုံးရဲ့တဲ့ရေသန့်ဆိုပါစို့ဗျာတဲ့ရေသန့်ဒါရေသန့်မယ်ဒီရေဘလောက်တန်တန်ဒီဖန်ခွက်ညစ်ပတ်နေရင်ဒီရေသန့်မှာတန်ဖိုးရှိထားတဲ့ရေသန့်ရဲ့တန်ဖိုးကဒီထဲရောက်တာနဲ့တန်ဖိုးမရှိတော့ဘူးကျွန်တော်တောက်ရတဲ့ပလေးကိုကြိုင်ပြီးယဟန်တန်ကတော့ပြောလာရေသန့်တော့တဲ့ဟောဒီခွက်ညစ်ပတ်တဲ့ထဲလိုက်တာနဲ့ဒီခွက်တည်းရရေမတတ်တော့ဘူးတဲ့ဆိုလိုချင်တာကတော့ဗျာတဲ့လူတွေကစိတ်ကောင်းရှိဖို့သိလို့တဲ့ရေသန့်ဟာလူရဲ့အရည်အချင်းနဲ့တူတယ်ဆရာဝန်ကြီးပေါ့အင်ဂျင်နီယာကြီးပေါ့စစ်ဗိုလ်ကြီးပေါ့မြို့နယ်အုပ်ချုပ်သူကြီးပေါ့ခုနကပြောတဲ့တကြီးပေါ့အရည်ချင်းတွေကျောင်းဆရာကြီးပေါ့စာရေးဆရာပေါ့အရည်ချင်းကြီးအရည်ချင်းစိတ်ကောင်းမရှိတဲ့ခန္ဓာအိမ်ထဲကိုလည်းအဲ့ဒီအရည်ချင်းရောက်သွားတော့သုံးမရတော့ဘူးတဲ့ဒီလိုပဲတဲ့ဝက်သားဟင်းဘလောက်ကောင်းကောင်းညစ်ပတ်တဲ့ခွက်ထဲထည့်ရင်ဝက်သားဟင်းပဲကောင်းတော့မှာတော့ဒီလိုပဲဘယ်လိုပဲလောင်းလောင်းဘယ်လိုပဲလှူလှူစိတ်ကိုတီလာနဲ့ဆေးပြီးတော့မှလှူတော့လောင်းတော့ရေစက်ချတော့တန်ဖိုးရှိတာပေါ့တဲ့မှတ်သားတိုက်လိုက်တာတော်တော်ကောင်းတာပဲဟုတ်တယ်ရေသန့်တောက်တိုင်းလူသန့်မဖြစ်ဘူးစိတ်ကောင်းရှိမှလူသန့်ဖြစ်မယ်ဒါပဲဒီလိုနဲ့ကထိန်သင်္ကန်းကတ်တော့ကျွန်တော်အိမ်မှာယဟန်တန်ဃာတော်တွေကကျွန်တော်နဲ့အလွန်အင်မတန်ရင်းနှီးတော့ကျွန်တော်ဆိုသူကစဟဲနောက်ဟဲပြောဟဲဆိုဟဲရှိတယ်ဒီလိုပဲပရိသတ်ကများတာပေါ့ဗျာကထိန်ဆိုတော့အိမ်မှာလည်းကြာစာဟင်းနေကျွေးထမင်းနေကျွေးဆိုတော့ပရိသတ်က80 100လောက်ဆိုတော့လာတဲ့ကိုတော်ကလည်းတော်တော်စကားပြောချင်နေပြီသူကရေစက်မချခင်တရားချိမြင့်မယ်တဲ့ကျွန်တော်ရဲ့ကထိန်မှာလည်းဖိတ်ထားတာရောက်ွက်လူကြီးတွေမြို့နေရလူကြီးတွေပါတယ်ကျွန်တော်တငယ်ချင်းအရာရှိတွေပါတယ်ကဲတဲ့ရေစက်မချခင်နဲ့တရားလေးဟောအောင်မယ်တဲ့ကဲနားထောင်ကြတဲ့ဒကာကြီးတို့ဒကာမကြီးတို့တဲ့ချမ်းသာခြင်းကြသလားတဲ့ချမ်းသာခြင်းပါတယ်ဗျာကြဲကြဲပြောပါတယ်တကယ်ချမ်းသာခြင်းသလားတဲ့တကယ်ချမ်းသာခြင်းပါတယ်ဗျာချမ်းသာခြင်းအစစ်အမှန်ကိုတကယ်လိုချင်သလားတဲ့တကယ်လိုချင်ပါတယ်ဗျာအေးမှတ်ထားတဲ့ချမ်းသာခြင်းခိုးရတယ်ကွာချမ်းသာခြင်းခိုးရတယ်ဆိုတော့လက်အုပ်ချီထားတဲ့အလှရှင်ကျွန်တော်ကနည်းနည်းလန့်သွားတာငါတော့ဒုက္ခပဲငါဘေးကကောင်လည်းတငယ်တော့တငယ်ချင်းပဲဒါပေမဲ့တယောက်တယောက်ပါဝါချင်းမတူဒီကောင်တွေကလည်းကျွန်တော်ကိုလန့်ကြည့်တာမင်းဘယ်လိုဖုန်းကြီးအိမ်ပင့်ထားတာလဲပေါ့ဒီမဲ့တကားတို့တဲ့ကိလေသာနာနဲ့နားမထောင်နဲ့အရိယာနာနဲ့နားထောင်ပုထုဇဉ်နာနဲ့နားမထောင်နဲ့တရားနာနဲ့နားထောင်ခိုးဘူးတဲ့လူကတော့ခိုးတာပြင်းမြင်မှာกว่าငါစိတ်မဆိုးဘူးတဲ့ကိုပဲစိတ်ဆိုးတယ်ခိုးလို့မှမချမ်းသာရင်မှတ်ထားတကားတကမားတို့လူရတယ်တဲ့လူတဲ့လူတွေလည်းချမ်းသာတယ်ငါလက်ညှိုးထိုးပြမလားတဲ့ကျွန်တော်လည်းလက်အုပ်လေးချီရင်လည်းလက်အုပ်ကိုဖြုတ်လိုက်တာကျွန်တော်ကငါတော့ကထိန်သင်္ကန်းကတ်မိတာမှားပြီနဲ့တူတယ်ခိုးလို့လူလို့မှမချမ်းသာရင်တခါကြီးဥဖုံးရည်အားလုံးမှတ်ထားကြတတ်တဲ့လူတွေလည်းတအားချမ်းသာတယ်နော်တဲ့တတ်ရင်လည်းချမ်းသာတယ်တဲ့ကျွန်တော်စိတ်ထဲမှာမကျေနပ်ဘူးဗျဒီအကြောင်းကိုသာဖုံဖုံဆက်မရှင်းကျွန်တော်လည်းဒုက္ခသူလည်းဒုက္ခဘေးကလူတွေမျက်နှာပြက်နေပြီကျွန်တော်တကယ်ရင်အရာရှိတွေကလည်းလေအဲ့ဒီကိုတော်တော်ကိုသူ့စိတ်ထဲမှာခံစားနေရပြီကျုပ်ရှင်းမယ်တဲ့ကျုပ်ရှင်းမယ်ရှင်းပြီးမှခင်ဗျားတို့စဉ်းစားကြဟုတ်တယ်ခိုးရင်ချမ်းသာတယ်ခိုးတဲ့လူတွေချမ်းသာတယ်ခိုးတယ်ဆိုတာသူမြဥစ္စာပစ္စည်းခိုးခိုင်းတာမဟုတ်ဘူးမနေ့အိယာထညအိယာဝင်ဖျားရှိခိုးသူတိုင်းစိတ်ချမ်းသာတယ်လို့ကျုပ်ကပြောတာတဲ့တော်သေးတာပေါ့ဖျား
ကျွန်တော်လည်းနည်းနည်းသဘောကျသွားတယ်သူ့ဘာသူကအဖြေလေးပါတာအရှင်ဘုရားဒါဖြင့်လူတော်ဖေလွယ်လွယ်လေးပါတဲ့လူတွေရတဲ့အောင်မြင်မှုနောက်ငွေနောက်ဂုံရှေဝိုင်းနောက်ကိုလိုက်ပြီးတော့မအားဘူးနဲ့လေတဲ့တရားစခန်းကိုမသွားနိုင်ကြဘူးအာနာပါနဝိပဿနာကမ္မထံတရားကိုမလုပ်နိုင်ကြဘူးဘလောက်ပဲအလုပ်တွေရှုပ်အချိန်လူပြီးတော့တရားအားထုတ်ပါလို့ငါကပြောတာတဲ့လူတယ်ဆိုတာအချိန်လူပြီးဝိပဿနာကမ္မထံတရားအားထုတ်ဖို့ပြောတာအေးပေါ်လေတဲ့ခိုးတဲ့သူတွေလူတဲ့သူတွေကသူတို့စောင့်ပြောတယ်ထင်မှာပေါ့တဲ့ကျုပ်ကဘုန်းကြီးဆိုဘုန်းကြီးတရားပြောတာတဲ့ကျွန်တော်တော်တော်သဘောကျသွားတယ်ဗျဒါနဲ့မနေနိုင်ဘူးအရှင်ဘုရားတတ်တာဟောဘုရားလို့ဒီလောက်ရှင်းတာမှမင်းနေရသေးလားတဲ့စင်းရဲနေရတာဘာကြောင့်လဲသိလားလောဘကြောင့်ဒေါသကြောင့်မောဟကြောင့်အတ္တကြောင့်မာနကြောင့်အိတ်တာမစ္စရိယကြောင့်သိမ့်ပိုက်မှုကြောင့်ဆွဲလန်းမှုကြောင့်စင်းရဲနေတာတကယ်ချမ်းသာအစစ်ကိုလိုချင်ရင်တတ်ပြပါလောဘကိုတတ်ဒေါသကိုတတ်မောဟကိုတတ်အတ္တမာနအိတ်တာမစ္စရိယနဲ့ကိလေသာတွေသိမ့်ပိုက်ခြင်းတွေကိုတတ်ပြတဲ့နေကြရင်ချမ်းသာမယ်တဲ့ကျွန်တော်လည်းဥသုံးချိန်ကိုဖြေချကျေးဇူးကြီးလာပါတယ်ဗျာလို့တပည့်တော်ခိုးတယ်လူတယ်တတ်တယ်ဆိုတော့တပည့်တော်ပုထုဇဉ်နာဆိုတာနဲ့ကြောက်သွားတာဗျာလို့ကျုပ်တို့ကတရားစကားပြောတာပါဗျာတဲ့ကဲဒီထက်ကပရိသတ်ကြီးကိုဝေမျှပါတယ်ချမ်းသာခြင်းအစစ်ကိုလိုချင်ရင်ခိုးတဲ့နာကိုခိုးပါလူတဲ့နာကိုလူပါတတ်တဲ့နာကိုတတ်ကြပါခင်ဗျာ